ဖယားသာသနာတော်မှာမဂ္ဂင်၈ပါးအကျင့်တရားကလွဲလို့ဘာမှတခြားကျင့်စရာမရှိဘူးမဂ္ဂင်၈ပါးအကျင့်တရားဆိုတာလည်းပဲလူတိုင်းတဏ္ဍာမှာရှိနေတဲ့ကိုယ်တဏ္ဍာမှာဘာတွေရှိတုံးဆိုရင်လိုက်ကြည့်ဘုန်းကြီးတို့တွေမှာကာယဆိုတဲ့ခန္ဓာကိုယ်ကြီးရှိတယ်နော်ဝေဒနာလို့ဆိုတဲ့ခံစားချက်တွေရှိတယ်အာယုကိုသိတတ်တဲ့အသိစိတ်ဆိုတာရှိတယ်တွေးကြံမှုဆိုတဲ့သဘာဝဓမ္မတွေရှိတယ်။အော်ကိုယ်တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုသူ့သဘာဝအတိုင်းမြင်အောင်ရှုမှတ်ပွားများနေတာ။ကိုယ်ကာယကြီးကိုသဘာဝအတိုင်းရှုမှဥမာထွက်လေဝင်လေလေးကိုရှုနေလို့ရှိရင်ကာယ ानु ပဒနာပဲ။ဝမ်းနေတယ်ဝမ်းသာတယ်ချမ်းသာတယ်ဆင်းရဲတယ်ဆိုတဲ့ခံစားချက်လေးကိုရှုနေလို့ရှိရင်ဝေဒနာ ानु ပဒနာကိုယ်စိတ်ထဲမှာဖြစ်တဲ့လောဘနဲ့ရှင်တွဲလာတဲ့စိတ်ဒေါသနဲ့ရှင်တွဲလာတဲ့စိတ်မောဟနဲ့ရှင်တွဲလာတဲ့စိတ်ဒီစိတ်ကလေးတွေကိုရှုမယ်ဆိုလို့ရှိရင်စိတ်တ ानु ပဒနာကြံတဲ့ကြံတွေးမှုကြံစီမှုတွေရုပ်ခန္ဓာတွေစသဖြင့်ရှုမယ်ဆိုလို့ရှိရင်ဓမ္မာနုပဒနာအဲ့ဒီမိမိတဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုအမှန်မြင်အောင်ကြည့်ဖို့အမှန်တမ်းလိုအပ်တယ်တဲ့အဲ့ဒီအမှန်မြင်အောင်ကြည့်တာကိုပဲတမ္မာဒိဋ္ဌိလို့ခေါ်တာတမ္မာဒိဋ္ဌိဆိုတဲ့အမှန်မြင်ဖို့အတွက်ဘာလို့ရမလဲတမ္မာသင်္ကပ္ပဆိုတဲ့မှန်မှန်ကန်ကန်စဉ်းစားတတ်ဖို့လိုတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်ဖို့ရအတွက်ကြိုးစားဖို့လိုအပ်တယ်တမ္မာဝါယာမထိုကြိုးစားတဲ့အခါမှာစိတ်ဆိုင်ဖို့လည်းလိုအပ်သေးတယ်တမ္မာတတိအာယုန်တစ်ခုထဲမှာစိတ်ကိုငြိမ်အောင်ထားဖို့တမ္မာသမာဓိဟောပေါင်းလိုက်တဲ့အခါကျတော့ဒီမဂ်ခင်၅မျိုးအဓိကကာရပကမဂ်ခင်လို့ခေါ်တယ်တရားဓမ္မအကျင့်ကြံကြိုးကုပ်အားထုတ်တဲ့အခါမှာဒီမဂ်ခင်၅ခုဟာဟန်ချက်ညီညီနဲ့အလုပ်လုပ်သွားပြီဆိုလို့ရှိရင်တဘာဝတွေကိုသိသွားမှာဆိုပါစို့ထွက်လေဝင်လေလေးကိုရှုမှတ်နေတယ်ဆိုလို့ရှိရင်ထွက်လေဝင်လေလေးကိုမသိအောင်တဘာဝကလေးကိုမသိအောင်ကြိုးစားတာတမ္မာဝါယာမထိုထွက်လေဝင်လေလေးကိုအမြဲတမ်းတတိကတ်ထားတာကတမ္မာတတိထိုထွက်လေဝင်လေအာယုံလေးတစ်ခုတည်းပေါ်မှာစိတ်ကိုတည်ငြိမ်အောင်လုပ်ထားတာကတမ္မာသမာဓိထွက်လေဝင်လေလေးရဲ့သဘာဝကိုစဉ်းစားတွေးခေါ်နေတာကတမ္မာသင်္ကပ္ပဟောအဲ့ဒါလို့လေးခုပေါင်းစပ်လိုက်တဲ့အခါဘာပေါ်လာတော့ဆိုရင်တမ္မာဒိဋ္ဌိထွက်လေဝင်လေလေးရဲ့သဘာဝတရားကိုအမှန်မြင်လိုက်တဲ့တမ္မာဒိဋ္ဌိဆိုတာပေါ်လာတယ်အဲ့ဒါလို့အမှန်မြင်လိုက်တယ်ဆိုတာထွက်လေဝင်လေလေးဟာသူ့သဘာဝပဲထွက်လေဝင်လေပဲငါမဟုတ်ပါလားဆိုတာကိုမြင်လာတယ်ငါမဟုတ်ဘူးဆိုတဲ့အမြင်သည်အမှန်မြင်ပေါ့အဲ့ဒီအမှန်မြင်လိုက်တဲ့အခါကျတော့မှယုံနာဓမ္မသင်္ခါရတွေနဲ့ပတ်သက်လာပြီးတော့အမှန်မြင်လာတာနဲ့တပြိုင်နက်ညင်းငွေမှုဆိုတာပေါ်လာတယ်ညင်းငွေလာတာနဲ့တပြိုင်နက်တွေ့တာမှုဆိုတာမရှိတော့ဘူးတွေ့တာမှုမရှိတာနဲ့တပြိုင်နက်လွတ်မြောက်သွားတာပဲအဲ့ဒီလိုအဆင့်ဆင့်အကျိုးရှိသွားအောင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကကာယစိတ်တဝေဒနာဓမ္မလို့ဆိုတဲ့တတိပဋ္ဌာန်အာယုံ၄ပါးပေါ်မှာလူတိုင်းဟာဘယ်အချိန်မှာပဲဖြစ်ဖြစ်မိမိတို့အားလတ်တဲ့အချိန်လေးမှာအာယုံစိုက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ခေါင်းကပြောတဲ့အသိဉာဏ်တွေအလုံးပေါ်လာကြမှာပါတဲ့အဲ့ဒီလိုပေါ်လာတဲ့အခါမှာဝိမု ക്ത လွတ်မြောက်မှုဆိုတာကိုရမှာဖြစ်ပါတယ်အဲ့ဒီလိုမှမကြည့်နိုင်ဘူးဆိုလို့ရှိရင်အတွေ့အတာတွေနဲ့လူတွေမှာဘာတွေဖြစ်မလို့တွေ့တာရှိလို့ရှိရင်တောကတွေလာမယ်တောကတွေဖြစ်ရင်ဒုက္ခတွေဖြစ်မယ်ဒေါမနတာတွေဖြစ်မယ်နော်တောကတွေနဲ့လူလောကမှာနေကြတာအဲ့ဒီတောကတွေပရိဒေဝတွေငိုရတယ်ကြွေးရတယ်စိတ်ဆင်းရဲရတယ်ကိုယ်ဆင်းရဲရတယ်အဲ့ဒါတွေလွန်မြောက်ဖို့ရအတွက်နီလန်းကတော့တစ်ခုတည်းပဲဒီနီလန်းဟာမြတ်စွာဘုရားချမှတ်တော်မူတဲ့ဒီမဂ်ခင်၈ပါးတတိပဋ္ဌာန်အကျင့်တရားပဲတဲ့ဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဧကာယနောအယံဘိက္ခဝေမေဃောတတ္တနံဝိတုဒ္ဓိယသောကပရိဒေဝနံသမတေကမာယဒုက္ခဒေါမနတာနံအထင်ကမာယညာယသာတိကမာယနိဗ္ဗာနတသစ္စိကရိယာယယတိတံသတ္တရောတတိပဋ္ဌာနာဘိက္ခဝေจิตာယနုယတိတံသတ္တရောတတိပဋ္ဌာနာတတိပဋ္ဌာန်၄ပါးအကျင့်တရားလို့ဆိုတဲ့
အယံမေကောဤချင့်စဉ်ဟာသတ္တနာတ္တဝါတို့ရဲ့ဝိသုဒ္ဓိယာကိလေသာအငြိကြီးတွေကစင်ကြယ်ဖို့ရာဧကာယနောတချောင်းဤသောလမ်းပါပဲ